အရင်ကတော့အခုတော့ဖိုးဝါတာကြီးဆိုတယ်ယောက်ျားလေးဆိုရင်မြင့်မြတ်ပြီးတော့မိန်းကလေးဆိုရင်နှိမ့်ကြတယ်ဒီလိုမျိုးတွေရှိရယ်ရှေးရိုးဆွဲအယူဝါဒတွေကြောင့်လည်းပါတာပေါ့ကျွန်တော်တို့ငငယ်ရဆိုရင်ဟာလာစော်ရင်းနဲ့ထမိန်နဲ့အောက်ကိုတခုခုရောက်သွားလို့ကောက်ချင်တယ်ဆိုရင်ဘုံနှိမ့်လိမ့်မယ်မဝင်ချနဲ့ဒီလိုမျိုးတွေပြောကြတယ်ဒါကလည်းတနည်းအားဖြင့်မိန်းကလေးတွေကယောက်ျားလေးတွေထက်နှိမ့်ကြတယ်လို့ပြောနေရတယ်အတူတူပါပဲဒါကိုပါကျုပ်ချီကတော့ဖျားကြီးရဲ့တရားတစ်ခုမှကျွန်တော်နားဘူးပါတယ်လူတွေကအဲ့လိုပြောကြတယ်ထမိန်နဲ့အောက်ကိုဝင်ရင်ဘုံနှိမ့်တတ်တယ်တကယ်တမ်းကျတော့မဆိုင်ပါဘူးတဲ့အဝတ်ဆိုတဲ့တန်းတစ်ခုအောက်ကိုဝင်လိုက်တာနဲ့ဒီလူရဲ့ဖုံးကန်ကနှိမ့်မသွားနိုင်ပါဘူးတဲ့လူကကောင်းတာလုပ်တယ်ဆိုရင်ဘုံကန်မြင့်မယ်မကောင်းတာလုပ်ရင်ဘုံကန်နိုင်မယ်ဒီလိုပဲရှိပါတယ်ဆိုပြီးတော့ဟောပြပေးထားပါတယ်တချို့သောလက်ဆင့်ကန်လာတဲ့အကျိုးတွေကြောင့်မလို့မိန်းကလေးတွေကတနည်းအားဖြင့်နှိမ့်ကြတယ်ဆိုပြီးဖြစ်နေရပါတကယ်တမ်းကျတော့ယောက်ျားလေးလဲလူမိန်းကလေးလဲလူအတူတူပါပဲအခုကတော့အဲ့လောက်ကြီးမရှိတော့ပေမဲ့အရင်ကဆိုရင်မိန်းကလေးပဲအသေးသားရှင်စာလောက်ဖက်တက်ရင်တော်ပြီပေါ့အချိန်တန်ယောက်ျားယူပြီးတော့ယောက်ျားလောက်စာထိုင်စားမှာပဲအဲ့လောက်ကြီးဒီမလိုပါအောင်စသဖြင့်ပြောကြတယ်နောက်ပြီးတော့မိန်းကလေးဆိုရင်ထမင်းချက်ဟင်းချက်တက်ရမယ်အိမ်မှုကိစ္စနိုင်နေရမယ်မလိုအပ်ဘူးလားဆိုရင်တော့ဒါတွေကလိုအပ်ပါတယ်ထမင်းချက်တာကမိန်းကလေးမှယောက်ျားလေးမှမဟုတ်ဘူးကျွန်တော်တို့ကိုဘဝကိုရက်တည်နိုင်မှုအတွက်ဒီအရာတွေကတတ်ထားဖို့လိုအပ်ပါတယ်